မြို့ရိုးရာဟောင်းတစ်မြို့နယ်မှာတည်ရှိတဲ့ရွှေလန်းဟိုတယ်ဟာတခါတုန်းကနာမည်ကြီးပေမဲ့အခုတော့တဖြည်းဖြည်းလူနည်းသွားတဲ့နေရာဖြစ်လာခဲ့တယ်။ဟိုတယ်ဟောင်းလေးလည်းဖြစ်တဲ့အတွက်အတိတ်ထဲကသမိုင်းတွေစကားလက်ဆောင်တွေသေးထိတ်ရင်ပူဖြစ်စရာတွေများစွာပေါက်ပေါ်ခဲ့ကြတယ်။တညမှာတော့ခရီးသွားလူငယ်တဦးဖြစ်တဲ့သူရိယဟာအဲ့ဒီဟိုတယ်မှာတဲဖို့ဆုံးဖြတ်လိုက်တယ်။သူဟာသဘာဝလွန်ပုံမတော်ဆွဲတဲ့သူမဟုတ်ပေမဲ့တန်ဖိုးသက်သာတာကြောင့်တန်တရားဖြစ်เสียမရှိဘဲနားကျင်တယ်လို့နားဖို့မဖြစ်နိုင်ဘူးဆိုတာသိလာခဲ့တယ်။အပိုင်းနဲ့ထူးဆန်းမှုများည12နာရီကျော်လောက်မှာသူရိယကတစုံတယောက်အခန်းတကားကိုခုတ်တန်ကြားရတာကြောင့်နိုးလာတယ်တကားဖွင့်ကြည့်တော့တယောက်မှမရှိဘူးသူထင်မှတ်မထားပဲတကားကိုပြန်ပိတ်လိုက်ပြီးအိတ်ဖို့ပြန်ကြိုးစားတယ်။နာရီဝက်လောက်အကြာမှာပဲသူ့နားထဲကိုတန်ပေါက်တန်ကြားလာတယ်တဖန်နားဆွင့်လိုက်တော့ထွက်သွားပါဒီနေရာမှာမတဲနဲ့ဆိုတဲ့အတန်တစ်ခုပြောတန်ကြားမိတယ်။သူရိယတယောက်ခေါင်းခါပြီးမယုံဘူး။ငါနားကောင်တာထွက်နေတာပဲလို့သူ့ကိုယ်သူပြောပြီးခမရတစ်ခုနဲ့တန်တရားဖယ်ရှားလိုက်တယ်။ဒါပေမဲ့မကြခင်မှာပဲအခန်းထဲကကြမ်းကင်းထဲကတန်မဏိအိုင်နာကြီးတစ်ခုကနေမျက်နှာဖြူဖြူတစ်ခုထွက်လာတာကိုမြင်လိုက်ရတယ်။အပိုင်း3တရေအကြောင်းအမှန်သူရိယထိတ်လန့်ပြီးတပြေးလွှားပြေးလာရင်ဟိုတယ်မန်နေဂျာစီကိုကောင်းထံသွားတိုင်လိုက်တယ်မန်နေဂျာကသေးထိတ်ရင်ပူဖြစ်เสียစကားပြောလာတယ်ဒီအခန်းဟာနှစ်ပေါင်း50ကျော်ကလေးကတရေတွေနေတဲ့နေရာပါတခါတုန်းကဟိုတယ်ဝန်ထမ်းမလေးတဦးညတညမှာဒီမှာတည်သွားတာကြောင့်သူ့ဝိညာဉ်ကအမြဲခန်းထဲမှာရှိနေတယ်ဆိုတာအများသူငါသိကြပါတယ်သူရိယတယောက်တန်တရားထွက်နေသေးပေမဲ့သူ့ကိုယ်သူမေးလိုက်တယ်ဒါကတာမန်ပုံပြင်လားဒါမှမဟုတ်တကယ်ဖြစ်တာလားညတညထဲမှာပဲသူအလျင်အမြန်ဟိုတယ်ကထွက်ပြေးသွားခဲ့တယ်။သို့မဟုတ်သူ့အခန်းထဲကအိုင်နာကြီးထဲမှာသူ့ရဲ့မျက်နှာလည်းပျောက်သွားခဲ့ပြီလား